ဒီညနေရဲ့ထူးဆန်းချက်ကလေးတွေနော်ထပ်ပြီးတွေ့တာလေးတွေဦးနိုင်ထပ်ပြီးတင်အောင်မှာထပ်ပြီးပြမယ်ပေါ့နော်အဲ့တော့ဦးနိုင်မနေ့ကပြထားတယ်ဒီ3လုံး6ဒီ3လုံးပေါင်းနဲ့6ပါဝါဒီ3လုံးလိုက်1လို့ကပ်ပြီးကြားတဲ့ဒီ3လုံး1ပြန်ထည့်တာနောက်တစ်ခါဒီ3လုံးပေါင်းနဲ့6ပါဝါဒီ3လုံး1လို့ထည့်ပြီးမှကြားတဲ့ဒီ3လုံး1လို့ပြန်ထည့်တာနောက်တစ်ခါဒီ3လုံး1ဒီ3လုံး1ကပါဝါဒီ3လုံး6လို့ထည့်ဒီ3လုံး6ထည့်လို့နောက်ကဒီ3လုံး6နဲ့လိုက်ထည့်မှာဒီ3လုံး6လို့ထည့်5ထည့်ဒီ5ထိပ်ဘယ်လောက်လှလဲဆိုရင်ဦးနိုင်ခုနပြောတယ်ဒီ3လုံးပေါင်း3လို့လာဒီ3လုံး3လို့ထည့်တယ်အဲ့ဒီ3လုံး3နဲ့ထည့်တာနောက်တစ်ခါဒီ3လုံးပေါင်းနဲ့6လို့လာဒီ3လုံး6နဲ့ပြေးကတ်တာအဲ့ဒါကိုဒီ3လုံး6လို့ထည့်တာနောက်တစ်ခါဒီ3လုံးပေါင်းတာခွန်းလို့ဇောင်းခင်းတာအဲ့ဒါကိုဒီ3လုံးခွန်းလို့သွားရင်အဲ့ဒီမှာ5ထိပ်ဒီ3လုံးခွန်းကိုဒီ3လုံးခွန်းနဲ့လာမယ်ဆိုရင်3ပိတ်အဲ့ဒီပြေးလန်းလှတယ်နော်5ထိပ်ကလေးလှတယ်နောက်ထပ်6ထိပ်တစ်ခုထပ်လှတာကဘာကြောင့်လဲဆိုရင်နော်ဒီ3လုံးဒီကနေ8ကဲ4ရယ်4ရယ်ဒီ3လုံးပေါင်းနဲ့6 8 4 4နဲ့3လုံးပေါင်း6ပါပါဘူးဒီ3လုံး1 1 3ခွန်နဲ့3လုံးပေါင်း1မလို့3ည9နှစ်နဲ့3လုံး1ပြန်ထည့်တာသူတို့ကြားတယ်ပြန်ဖောက်ထည့်တာအဲ့ဒါလေးတွေလှတယ်1 3နှစ်နဲ့3လုံးပေါင်း6 1 3နှစ်နဲ့3လုံးပေါင်း6ပါဒီ3လုံးပေါင်း6ပါ9နှစ်3ညနဲ့3လုံး1ထည့်လို့2 3 6နဲ့3လုံး1လို့ပြန်ထည့်တာအဲ့ဒီဒီလန်လေးလှတယ်နော်ဒီ3လုံး6သူ့ပါဝါဒီ3လုံး1ကိုဒီ3လုံး1ထည့်တာနော်နောက်တစ်ခုက9ရယ်9 4နှစ်3လုံးပေါင်း5 9ရယ်4ရယ်2ကဒီ3လုံး5ပါဝါဒီ3လုံး3ညထည့်လို့ဒီ3လုံး3ညကြောင့်ဒီ3လုံး3ည9ထိပ်အဲ့တော့ဒီညနေမှာ5ထိပ်9ထိပ်1ထိပ်တင်5 9ထိပ်အဲ့ဒါလှတယ်နော်တင်5 9ထိပ်ကိုနှစ်ပရိတ်နဲ့ကတ်မယ်93 50ခွန်းနော်93 50ခွန်း11နော်11ပေါ့အဲ့ဒါလေးတွေမှတ်ထားကြအဲ့ဒီပြေးလန်းလေးတွေလှတယ်နော်တန်ကောင်းကြပါစေလို့နော်93ရယ်50ခွန်းရယ်11နဲ့3ခွက်